မြင်မဖြစ်သူကသူမအဖိုးရဲ့အိမ်ထဲကိုဝင်ခါနီးချိန်မှာပဲသူမရဲ့နောက်မှာထိုင်နေတဲ့အိုးမဲ့အိမ်မဲ့အမျိုးသားတဦးကပတ်စံအချို့ကိုပစ်ချလိုက်ပြီးမမဒါမကြပြောက်သွားတဲ့ပတ်စံတွေလားခင်ဗျာလို့ရင်ကြေးမေးလိုက်တယ်သူမကမောက်မာတိုင်းဆိုင်တဲ့လေတန်းနဲ့မင်းမျက်နှာနဲ့မင်းစင်တန်းကိုပြန်ကြည့်အောင်ဒီပတ်စံတွေကမင်းဟာမဖြစ်နိုင်ဘူးဒါငါပတ်စံပဲဖြစ်ရမယ်လို့ပြန်ပြောပြီးပတ်စံတွေကိုကောက်ယူကထွက်ခွာသွားခဲ့တယ်ဒါပေမဲ့အနီးနားကကားတစ်စီးထဲမှာတော့အလွန်ချမ်းသာတဲ့အမျိုးသားကြီးတဦးကဒါတွေအကုန်လုံးကိုစောင့်ကြည့်နေပြီးသူမရဲ့ဓာတ်ပုံပေါ်မှာကြက်ချေခန့်အမှတ်အသားတစ်ခုပြုတ်လုပ်လိုက်တယ်သူကတော့အငွေတွေခွဲဝေမပေးခင်မြေမ3ယောက်ကိုလှုပ်ဝက်ဆန်းတက်နေတဲ့သူတို့ရဲ့အဖိုးပဲဖြစ်ပါတယ်ဒုတိယမြောက်မြင်းမလေးရောက်လာတဲ့အခါအဲ့ဒီအိုးမဲ့အိမ်မဲ့အမျိုးသားကသူမစီကနေအစားအသောက်တောင်းခံခဲ့တယ်သူမကသူ့ကိုရွှန်ရှာပွဲအကြီးနဲ့ကြည့်ပြီးညစ်ပတ်လိုက်တာလို့ဆဲဆိုကလှည့်ထွက်သွားခဲ့တယ်ရုတ်တရက်အိုးမဲ့အိမ်မဲ့အမျိုးသားကသူမအနားကိုရွှေဆွဲကြိုးတကုံးပစ်ချလိုက်ပြီးမမဒီရွှေဆွဲကြိုးကမမဟာလားခင်ဗျာလို့လှမ်းမေးပြန်တယ်သူမကဝင်းကြွားစွာနဲ့ဟုတ်တယ်ဒါငါဟာပဲမင်းလာမထိနဲ့လို့ပြောပြီးရွှေဆွဲကြိုးကိုယူသွားခဲ့ပြန်တယ်အဖိုးဖြစ်သူကတော့သူမရဲ့ဓာတ်ပုံပေါ်မှာလည်းကြက်ချေခတ်ထပ်လုပ်လိုက်ပြန်တယ်အခုတစ်ခါမှာတော့တတိယမြောက်အငယ်ဆုံးညီမလေးရောက်လာခဲ့ပြီးဒီတစ်ချိန်မှာတော့အဖိုးဖြစ်သူကအိုးမဲ့အိမ်မဲ့အမျိုးသားစီကိုမိုဘိုင်းဖုန်းတစ်လုံးပေးလိုက်တယ်အိုးမဲ့အိမ်မဲ့အမျိုးသားကမိန်းကလေးကိုလှမ်းခေါ်ပြီးတမီလေးအိုးဘိုက်စာလို့ပါကူညီပါဦးလို့ပြောတဲ့အခါမိန်းကလေးကဘာမှတုံဆိုင်မနေပဲရှေ့ကိုတိုးလာပြီးသူမရဲ့နေ့လည်စာဘူးကိုကျနာစွာနဲ့ပေးခဲ့တယ်သူမလှည့်ထွက်မှာတော့အိုးမဲ့အိမ်မဲ့အမျိုးသားကဖုန်းကိုသူမရဲ့နောက်မှာချထားလိုက်ပြီးနားထောင်ပါအောင်တမီလေးဒါတမီချပစ်ခဲ့တဲ့ဖုန်းလားလို့မေးလိုက်တယ်သူမကရိုးရိုးသားသားနဲ့မဟုတ်ပါဘူးတမီမှာဖုန်းတော်မရှိပါဘူးဒါတမီဟာမဟုတ်ပါဘူးတေးတေးချာချာတင်ထားပေးပါမူရင်းပိုင်ရှင်လာရှာပါလိမ့်မယ်လို့ပြောပြီးအိမ်ထဲကိုရှောက်သွားခဲ့တယ်ဒါကိုမြင်ရတဲ့အဖိုးဖြစ်သူကပျော်ရွှင်စွာပြုံးလိုက်ပြီးသူမရဲ့ဓာတ်ပုံပေါ်မှာအမှန်ချစ်ပေးလိုက်ပါတော့တယ်အိမ်ထဲမှာတော့အမကြီးနှစ်ယောက်ကအငယ်ဆုံးမလေးကိုလှောင်ရည်ပြီးသူမကလည်းအဖိုးရဲ့အငွေနှစ်တွေကိုရဖို့အိမ်မက်မက်နေတယ်လို့စောင့်နေကြတယ်အဲ့ဒီအချိန်မှာပဲအတွင်းရေးမှူးရောက်လာပြီးကျမမှာအရေးကြီးတဲ့သတင်းစကားတစ်ခုရှိပါတယ်အကိုတို့ရဲ့အဖိုးဟာလွန်ခဲ့တဲ့9ရက်ကတည်းကကွယ်လွန်သွားခဲ့ပါပြီလို့ပြောလိုက်တယ်အငယ်ဆုံးမိန်းကလေးကငိုကြွေးပေမဲ့အမကြီးနှစ်ယောက်ကတော့ပတ်စံပဲလိုချင်တာမို့လုံးဝဂရုမစိုက်ကြပါဘူးအတွင်းရေးမှူးကအငွေတွေခွဲဝေဖို့သူတို့ကိုရုံးခန်းထဲခေါ်သွားခဲ့ပြီးသူတို့ရှေ့မှာတစ်တာသုံးလုံးချထားပေးလိုက်တယ်ပထမတစ်တာထဲမှာကမ္ဘာမြေပုံတစ်ခုပါပြီးပြပခီးစဉ်တွေကိုပြသနေတယ်ဒုတိယတစ်တာထဲမှာအယုတ်ကားလေးတွေပါပြီးဇင်ခံကားအယောင်ပြခန်းတွေကိုပြသနေတယ်တတိယတစ်တာထဲမှာတော့ရေတန့်ဘူးတပူးပါပြီးဝန်ဆောင်မှုနဲ့ဂရုစိုက်မှုကိုပြသနေတာပါအတွင်းရေးမှူးထွက်သွားပြီးနောက်အမကြီးနှစ်ယောက်ကအငွေတွေအတွက်စတင်လူရက်ပြီးတမီးငယ်ဆုံးလေးကိုချင်းချောက်ကြတော့တယ်ဒါတွေအကုန်လုံးကိုအပြင်ဘက်ကနေအဖိုးဖြစ်သူကစောင့်ကြည့်နေခဲ့တာပါရုတ်တရက်အတွင်းရေးမှူးပြန်လာပြီးအခုအံအားသင့်စရာအစီအစဉ်လာပါပြီလို့ပြောလိုက်တဲ့အခါအဖိုးဖြစ်သူကအသက်ထင်ရှားနဲ့အခန်းထဲဝင်လာတာမို့လူတိုင်းခိတ်လန့်သွားကြတယ်အငယ်ဆုံးမိန်းကလေးကတော့ပြေးသွားပြီးအဖိုးကိုဖတ်ထားလိုက်တော့တယ်အဖိုးကပထမဆုံးအနေနဲ့လိန်ယူထားတဲ့ပတ်စံနဲ့ရွှေဆွဲကြိုးကိုအရင်ပြန်ပေးကြပါလို့ပြောလိုက်တယ်အစမှာသူတို့ကညှင်းဆိုခဲ့ကြပေမဲ့အဖိုးကကားထဲကနေအကုန်မြင်ခဲ့တယ်လို့ပြောလိုက်တဲ့အခါမှယူထားတာတွေကိုပြန်ပေးခဲ့ကြရတယ်အဖိုးကပြက်ပြက်သားသားနဲ့ငါရဲ့အငွေနှစ်တွေထဲကတပြားတော်မှမရိုးသားတဲ့လူတွေကိုမပေးနိုင်ဘူးလို့ဆိုခဲ့တယ်အတွင်းရေးမှူးကအငွေနှစ်အားလုံးဟာအငယ်ဆုံးညီမလေးစီရောက်ရှိမှာဖြစ်ကြောင်းကြေညာခဲ့ပါတယ်ဘာလို့လဲဆိုတော့သူမကရိုးသားမှုနဲ့ကျင်နာမှုစမ်းသပ်ချက်ကိုအောင်မြင်ခဲ့လို့ပါပဲအဖိုးကသူမကိုဖတ်ထားလိုက်ပြီးအမကြီးနှစ်ယောက်ကတော့တရားရုံးတင်မယ်လို့ချင်းချောက်ကဒေါသတကြီးထွက်ခွာသွားကြပါတော့တယ်ရိုးသားမှုနဲ့ကျင်နာမှုတို့ကြောင့်အသက်12နှစ်အရွယ်မိန်းကလေးငယ်လေးဟာအဖိုးရဲ့အငွေအားလုံးကိုရရှိသွားခဲ့ပါပြီတင်တို့ကအဖိုးဖြစ်သူကမြင်းမတွေကိုအခုလိုစမ်းသပ်ခဲ့တာမှန်ကန်တယ်လို့ထင်ပါသလားထင်မြင်ချက်တွေကိုခမင်းထဲမှာရေးသားပေးခဲ့ကြပါဦးနော်